မင်္ဂလာပါအခုမြင်ရတာတော့ဦးစင်းရဲ့ကလောင်အမိပါငတ်ထီးလိုက်စာအုပ်ကတော့ဒီမဂ္ဂဇင်းဆောင်းပါးတွေကိုစူးစီးရတဲ့ထဲကသူ့နာဘုံနဲ့မနုဿိယရှာဘုံတော့ခေါင်းစဉ်ဆောင်းပါးလေးပါအဲ့တော့သူ့ရဲ့အဓိကဆိုလိုခြင်းကဒီမှာဓမ္မဇာလတုံနဲ့မနုဿိယပါအဲ့တော့ဒီပါရာဇိကံအထကထာမှာလာတဲ့သောဏမဥဒ္ဒရမေသာသနာပြုတဲ့ဒီသူ့နာဘုံမိကိုရောက်တဲ့အခါဒီလူရက်ခိုက်ပြီးတော့နှစ်ပါးတည်းရောက်တယ်မဟုတ်၅ပါးရောက်တာအဲ့နန်းတော်ကိုတာဖွာတိုင်းဆိုပြီးအဲ့ဘလူးတွေလာစားတယ်ဆိုတာအမှန်တော့သူတို့ကကျွန်းနေရနေတက်လာတာလာပြီးတော့အဲ့ဒီမျိုးနွယ်စုမတူတာတွေရဲ့သားတွေသမီးတွေကိုသူတို့မျိုးနွယ်စုဖြစ်အောင်ဆိုပြီးလာပြီးဖမ်းခေါ်သွားတာအဲ့မတင်နှစ်ပါးရောက်လာတဲ့အခါပဲတာဖွာပြီးအဲ့ဒီလူမျိုးနွယ်စုမတူတာတွေကတက်လာတယ်သူအမျိုးသမီးခေါင်းဆောင်မရတယ်သူဘလူးမာဆိုပြီးတော့မှတ်တမ်းတင်လာအဲ့ဒီရာငထေ၅ပါးကိုကမြင်နေပြီးတော့မကြောက်ကြနဲ့ဆိုနှစ်သိမ့်ပြီးတော့အဲ့ဒီဘလူးတွေထက်နှစ်ဆကြီးတဲ့ဖန္နာကိုဖန်ဆင်းပြီးဒီဘလူးမနဲ့အပေါင်းအသင်းတွေကိုနှင်ထုတ်လိုက်ကြပြီးတော့အဲ့ဒီရက်ခိုက်တွေမလာဝင့်အောင်ဒိဋ္ဌံပြီးအဆောင်အရှောက်တွေထားတယ်ဓမ္မဇာလတုတ်ဟောတယ်အရိယာ6000ယဟန်3500ဘိက္ခုနီ1500ဖြစ်တယ်ဆိုပြဆိုတာအဲ့တော့ယဟန်နာတွေရက်ခိုက်တဲ့နဆကြီးအောင်ဖန်ဆင်းတာပါဠိကအထက်ကသမန္တပါရတိကဝီနီအထက်ကဖွင့်ဆိုတယ်နုတ်တိယပုံဖန်ဆင်းတယ်လို့မပါရှိဘူးမနုတ်တိဟဖန်ဆင်းနိုင်တော့လေဝီနီဥပဒေနဲ့တားမြစ်ထားလို့ပါဆိုတော့ဖန်ဆင်းရင်ဝါရမဟုတ်ဘူးတော့နန္ဒောပဏ္ဏနဂါမင်းကိုရှင်မောက်ကလန်ချွတ်ခမ်းမှာနန္ဒောပဏ္ဏနာကိုနဆကြီးဝိကောပနိတိတကူသုံးခဲ့တယ်အဲ့မြောက်ပိုင်းမြတ်စွာဘုရားဝီနီနဲ့တားမြစ်တော့ယဟန်နာတွေကလက်ခိုက်တွေထွက်ပြီးအောင်ဒိဋ္ဌာနိတကူတာသုံးတယ်အဒိဋ္ဌာနဆိုတာစိတ်ဆုံးဖြတ်ချက်အတိုင်းအိဋ္ဌိတကူပြခြင်းတဲ့အဲ့တော့လူတွေရဲ့ဗဇာဖျားမှာကိုယ်တော်ခေါပုံမနုဿိယသူကပေးစားတွေပေါ်မှာသူကထိုးပြီးတော့အဲ့မနုဿိယပုံအိမ်ဒီမှာတကားပုံဝါတွေမှာထိုးခိုင်းတာသားစင်ပေးဆက်ဆောင်တာတော့အဲ့ဒီဟာကိုမှားပြီးတော့သူကဒီဥစားဖြစ်တာအဲ့တော့အခုဒီဘလူးတွေကိုပဇောက်ပုံထိတ်ထန်တဲ့နှစ်စုကိုသူတို့ထက်ကြီးတာကိုသူတို့ပဲမြင်အောင်နောက်တစ်ခါမလာကျဲအောင်သူကရဟန်းလိုက်တဲ့အဒိဋ္ဌံတကူနဲ့သူအဆောင်အရှောက်သူကပရိဒ္ဒလုပ်ပေးလိုက်တာပါအဲ့တော့အခုပြောကျင်တာကတော့မနုဿိဟပုံကရှင်သေပုံအဓိကကဓမ္မဇာလတော့ဟောခဲ့တဲ့အထိတ်အမှတ်နေနဲ့ထုခဲ့တာပါလို့အဲ့တော့ဒီမှာမန်လေဆရာတော်ကလည်းမင်းကုန်းအဖြေကိုဖြေထားတယ်ရုပ်ပလီမနုဿိဟခေါ်ဆိုကြကိုကနှစ်ကွဲဒီအကောင်ဘယ်ကျမ်းဘယ်စာဆောင်နဲ့မဟာနောင်ကိုရောတွေ့လင်းညုံးဖော်၍ခွဲဆိုပြီးတော့တွေးကြိုးဒီမှာဖြေထားပါတယ်ရုပ်ပလီမနုဿိကိုနှစ်ခွဆိုကြတာမြို့တထုံဤသို့နာဖြေပုံ၌ဒီရုပ်ပုံဟန်ပန်ယူလို့ရန်သူကိုပယ်နိုင်ကြောင်းမြင်နဲ့ကျမ်းဟောင်းစာဆောင်မြတ်မှာကျမ်းတက်စကားတဲ့အားလုံးကျမ်းမှာချမ်းသာကြပါစေ